ကျွန်တော်တို့ဒီအတိတ်ကအချိန်တွေကိုပြန်သွားပြီးတော့ကြည့်ချင်တာလားဒါမှမဟုတ်အနာဂတ်ကိုပဲသွားပြီးတော့ကြည့်ချင်တာလားအမျိုးမျိုးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့လက်ရှိကဘာဒီသမိုင်းတစ်လျှောက်လုံးမှာကြုံခဲ့ရမှုရဲ့ Industrial Revolution လို့မျိုးအပြောင်းလဲကာလတစ်ခုကိုဖြစ်တော်နေရပါတယ်ဆိုတော့ဒီတစ်ခေါက်ကြုံတွေ့ရတဲ့အပြောင်းလဲကတော့အရင်တော့ကျွန်တော်တို့ကြုံမှုတာရင်းနဲ့တော်တော်လေးကိုပွားလွှဲနေဆိုတော့ဒီပြောင်းလဲကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းတွေကတကူကတော့ကျွန်တော်တို့ပြီးခဲ့တဲ့3-4နှစ်အတွင်းမှာတခုံတိုးတက်လာတဲ့ Artificial Intelligence ကိုခေါ်တဲ့ဒီဉာဏ်ရည်တုနည်းပညာတွေဖြစ်ပါတယ်ကျွန်တော်တို့ဒီတိုးတက်လာတဲ့ AI နဲ့ပတ်သက်လို့ပြောမယ်ဆိုရင် AI ရဲ့လုံနိုင်စွာရတော့သူတို့ရဲ့အမျိုးအစားတွေမှာလည်းကျွန်တော်အများကြီးရှိရပေါ့နော်ဒီထဲမှာကျွန်တော်အခုနှစ်ပိုင်းမှာအချိန်ဟုန်ကောင်းနဲ့တိုးတက်လာတဲ့ဒီ AI video တွေအကြောင်းကိုပြောမယ်ပေါ့နော်ဆိုတော့ဒီ AI video တွေပေါ်လာပြီးရင်ဒါဝိုင်းမှာကောင်းကျိုးဆိုးကျိုးတွေကလည်းသူ့အနေနဲ့သူတွန်းတွဲလာတယ်ပုံမှန်နည်းပညာပိုင်းမှာတည်ကျွမ်းမှုမရှိတဲ့လူတွေအတွက်ပေါ့ဒီ AI video တွေကအတူနဲ့အစစ်ခွဲဖို့ကျွန်တော်ခတ်လာတဲ့အချိန်တွေမှာရှိရဲဆိုတော့တစ်ချိန်ရင်းပါပဲကျွန်တော် content creation ပိုင်းမှာတွားကြည့်မယ်ဆိုရင်လည်းဒီ AI video တွေရိုက်ခတ်ဖို့ကတော်တော်လေးတက်ရဖို့ရှိရပေါ့နော်အကောင့်ဘက်ကကြည့်မယ်ဆိုရင်ကျွန်တော် AI ကိုသုံးပြီးတော့ကိုယ်စိတ်ကူးထဲမှာစီးမြအကုန်လုံးကိုကျွန်တော်ဖန်တီးလို့ရတယ်ဥပမာကျွန်တော်တို့ဒီအတိတ်ကအချိန်တွေကိုပြန်သွားပြီးတော့ကြည့်ချင်တာလားဒါမှမဟုတ်အနာဂတ်ကိုပဲသွားပြီးတော့ကြည့်ချင်တာလားအမျိုးမျိုးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါအမျိုးမျိုးကိုကျွန်တော် AI နဲ့အခုခေတ်မှာလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် content creation လောကမှာလည်းဒီဥစ္စာတွေကတော်တော်လေးကိုတက်ရောက်မှုရှိလာတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ဒီ video model တွေထဲမှာအကြသေးခင်က ChatGPT ရဲ့မိခင် company ဖြစ်တဲ့ OpenAI ထုတ်လိုက်တဲ့ဒီ Sora 2ဆိုတဲ့ model ကိုပြောမှာပေါ့နော်ဆိုတော့ဒီ Sora 2 model မှာဘာထူးခြားလာလဲဆိုတော့ကျွန်တော်ဒီ video တွေမှာအစ်စ်လားအတူလားခွဲဖို့တော့မှကျွန်တော်ဒီကောက်ခတ်လာတဲ့အပိုင်းကြီးရှိရပေါ့နော်ဆိုတော့အခုကတော့သူကစမ်းသက်ဆဲကာလဖြစ်တယ်ကျွန်တော်တို့အခုလက်ရှိမှာဒီ Sora 2ကိုသုံးဖို့ကတော့ invite code ဆိုရဲကျွန်တော် invitation code ရတော့မှပဲကျွန်တော်တို့သုံးလို့ရမယ်ပေါ့နော်ဒီတိုင်းမဲ့ဒီ application install လုပ်ပြီးတော့ကျွန်တော်သုံးလို့မရအောင်ဆိုတော့သူ့ရဲ့ Sora 2 app ကလည်းကျွန်တော်လက်ရှိမှာက iOS version တစ်ခုတော့ပို့ပဲထွက်သေးတယ် Android တမားတွေ channel တွေကသုံးကျင်နေဆိုရင်ဘယ်လိုမျိုးသုံးမလဲပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့မှာပြပြပေးမယ်အကြောင်းကဒေါ်လာနဲ့ပတ်သက်ကျွန်တော် Sora 2 model ကို invite code လုံးဝမလိုပဲနဲ့ free သွားပြီးတော့စမ်းသပ်လို့ရတဲ့ playground တစ်ခုကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဖုန်းထဲမှာ browser တစ်ခုရှိဖို့တော့လိုပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီ Chrome browser တွေကနေပြီးတော့ဒီ myvideo.ai ဆိုတဲ့ website တွေကိုသွားပေးရပါမယ်။ဆိုတော့ဆက်ရောက်ချင်းမှာတော့ကျွန်တော်တို့ဒီလိုမျိုးတွေ့ရမယ်ပေါ့နော်။ကျွန်တော်ဒီမှာကျွန်တော် Google နဲ့ sign up လုပ်ပေးလိုက်ပေါ့နော်။သူကတနေ့ကို sign up ဝင်ရင် credit နှစ်ခုလကားရတယ်ပေါ့နော်။ဆိုတော့ကျွန်တော် Sora 2ကိုသွားသုံးတော့မယ်ဆိုရင်ဒီ video AI ဆိုတဲ့ဒီအောက်က text to video ဆိုတဲ့ဥစ္စာကိုနှိပ်ပေးရမယ်ပေါ့နော်။ဆက်တူချင်းမှာဒီမှာ text to video ဆိုပြီးတော့တွေ့ရမယ်။ဒီဘေးမှာကျွန်တော် model တွေရွေးရမယ်ပေါ့နော်။ဒီမှာတခြားသော model တွေလည်းရှိရဲ့။ကျွန်တော် VO3 တို့ဒီမှာ Cadence တို့လိုမျိုး model တွေရှိရင်ကျွန်တော်ကတော့ဒီမှာ Sora 2 free ဆိုတဲ့ဒီ beta version ကိုရွေးလိုက်မယ်ပေါ့နော်ဒီဘက်မှာကျွန်တော်က prompt ရေးပြီးထုတ်ရမယ်ပေါ့နော်ကျွန်တော်ကတော့ prompt ကိုဒီလို prompt နမူနာတစ်ခုရေးလိုက်မယ်ပေါ့နော်ဆိုတော့ Vegan Kick ကဒီစသားတယောက်ပုံစံဆိုပြီးရေးလိုက်မယ်ရေးပြီးတော့ကျွန်တော် create ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီဘက်မှာဒီလိုမျိုး generate လုပ်နေတဲ့ဥစ္စာကိုစောင့်ရမှာပေါ့နော်။များသောအားဖြင့်ကျွန်တော်1မိနစ်2မိနစ်လောက်တော့စောင့်ပေးရတယ်ပေါ့နော်။ Okay ဒီမှာ result ရလာပြီပေါ့နော်။ result ကိုကျွန်တော်တစ်ချက်ကြည့်ရအောင်။ဒါဆိုရင် Sora 2ကထွက်လာတဲ့ result ဖြစ်တယ်ပေါ့နော်။ဆိုတော့အခုနေရတော့ဒီ Sora 2ကို invite code မလိုဘဲနဲ့ကျွန်တော် Android မှာဒီထက်မှလာပြီးတော့သုံးလို့ရတယ်ပေါ့နော်။ဆိုတော့ဒီဟာကတော့ application လောက်တော့ stable ဖြစ်အောင်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ Android တမားတွေနဲ့စမ်းနေတဲ့လူတွေကတော့တွားပြီးတော့စမ်းသပ်ကြည့်လို့ရတယ်ပြီးတော့ကျွန်တော်တို့သူမြက်ခက်စစ်စစ်လှုပ်ဆောင်ဖို့တူရဲ့ Google Video 3နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် post တွေဒီ video တွေတင်ထားပြီးရပေါ့နော်အဲဥစ္စာလည်းကျွန်တော် page ထဲမှာဝင်ကြည့်လို့ရတယ်နောက်ထပ် AI update တွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကို like and follow လုပ်ထားလို့ရပါတယ်ဆိုတော့ဒီနေ့တော့ကျွန်တော်ပါပဲ something ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်